မိပြန်ပြီရှင်ကျမတို့မြန်မာနိုင်ငံသားစုစုပေါင်း14ဦးဖမ်းမိခဲ့တယ်လို့ပြောတယ်ဖမ်းမိတဲ့နေရာကတော့ကန်ချာနာဘူလီအဝင်မှာမိသွားတယ်လို့ပြောတယ်ရှင်သူတို့ဘယ်လိုဖြစ်လို့ဖမ်းမိလဲဆိုတော့တည်င်းပေးတဲ့သူရှိလို့ပေါ့နော်ဒီကားကိုတည်င်းပေးလို့ရဲတွေကဒီကားနောက်ကိုလိုက်လာခဲ့တာရှင်ကားသမားကဒီကြံတော်ထဲကိုမောင်းထက်သွားတယ်ရှင်နော်ဒီကန်ချာနာဘူလီအဝင်ဖက်မှာရှိတဲ့ကြံတော်ထဲကိုမောင်းထက်သွားပြီးတော့ဒီကားသမားကနောက်ဆက်သွားလို့မရတော့လို့ပေါ့နော်အဲ့ဒီနေရာမှာပဲမိသွားတယ်ရှင်နော်မြန်မာနိုင်ငံသားစုစုပေါင်း14ဦးမိန်းကလေးက8ဦးယောက်ျားလေးက6ဦးပေါ့နော်သူတို့ဝင်လာတာကတော့ဒီကြောင်ဝမ်စန်ခါပူလီတောလန်ကနေပြီးတော့ပေါ့နော်အဲ့ဒီတောဖက်ကနေပြီးတော့ဝင်လာခဲ့တယ်လို့ပြောတယ်ရှင်ဝင်လာတယ်ပေါ့နော်အဲ့ဒီကနေဝင်လာပြီးတော့ဒီကန်ချနာဘူလီအဝင်မှာတွားပြီးတော့မိသွားတာရှင်သူတို့ကတော့မြန်မာနိုင်ငံပဲခူးဘက်ကနေပြီးတော့တက်လာတယ်လို့ပြောတယ်ရှင်ဒါကြောင့်ပဲခူးဘက်ကနေပြီးတော့တက်လာတဲ့သူတွေရှိရင်ပေါ့နော်ကိုရဲ့အတိမိတ်ဆွေလေးတက်သွားတဲ့ဥပမာကိုရဲ့မိသားစုတွေတက်သွားတဲ့ဆိုရင်တော့ဒီမိသားစုဝင်တွေကဆက်သွယ်ကြပါလို့ပြောချင်တယ်နော်ဒီပဲခူးဘက်ကနေပြီးတော့တက်တယ်လို့ပြောတယ်ရှင်နော်ဒါကြောင့်မိသားစုတွေအဲ့ဒီပဲခူးဘက်ကမိသားစုတွေပေါ့နော်ပဲခူးဘက်ကသူတွေပေါ့နော်ဆက်သွယ်ကြည့်ပါဆက်သွယ်လို့ရသေးလားဆက်သွယ်လို့မရတော့ဘူးလားအဲ့လိုမျိုးဆက်သွယ်ကြည့်ပါလို့ပြောချင်တယ်ရှင်သူတို့ရဲလေးပြောတာကတော့ဒီလူလေးကိုခဏခြောက်ထားမယ်ပြီးလို့ရှိရင်မြန်မာနိုင်ငံကိုပြန်ပို့မယ်လို့ပြောတယ်ရှင်